ဒါကတော့ကဘာပေါ်မှာအကောင်းဆုံးကြောက်ဖွယ်နေရာများလို့ခေါ်လို့ရတဲ့နေရာများပါဒီနေရာကိုသွားရင်တမန်ခီးသွားဖြုတ်ဖြေရုံမကပဲ6လမ်းတွေနဲ့အတူအံ့ဩဖွယ်တွေ့ကြုံများလည်းရနိုင်ပါတယ်ဒီအကြောင်းမပြောခင်ကျွန်တော်ရဲ့ပို့ကိုလည်းလက်အံချဲလေးလုပ်ပေးခဲ့ပါဦးဗျကဘာပေါ်စီကြောက်ဖွယ်နေရာ၄နေရာကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူဆက်လက်လိုက်ပါကြည်လိုက်ရအောင်ဗျနံပါတ်၄ကတော့အာအိုကီကာဟာယာတစ်တော်ပဲဖြစ်ပါတယ်ဒီအာအိုကီကာဟာယာတစ်တော်ဟာဂျပန်နိုင်ငံမှာရှိပြီးတော့ဖူချီတောင်အနိမ့်မှာရှိတဲ့တစ်တော်တစ်ခုပါစူဂိုင်လို့ခေါ်ကြပြီးများစွာသောအဆက်ဟန်ဖြစ်နေရဖြစ်တယ်တစ်တော်ထဲမှာတန်တရားဖွဲ့အတန်တွေတိတ်ဆိတ်မှုစုံလင်မှုကြောင့်အမောင်ထဲဝင်သွားလိုက်တာမျိုးလို့ခံစားရတယ်။ယောဂရှိသူများသွားရမသိဟုဒေသခံများကလည်းဆိုကြပါတယ်။နံပါတ်3ကတော့ပိုဝီဂျီလာအစ္စလမ်ဒီပိုဝီဂျီလာအစ္စလမ်ဟာအီတလီနိုင်ငံမှာတည်ရှိပြီးတော့ဗီနိုက်အလင်းစိတ်ကျုံတစ်ခုဖြစ်ပြီးစစ်ခေကပလေကေးများဖြစ်ချိန်တွင်လုံနာများကိုတည်စေဖို့ပေးပို့ခဲ့တဲ့နေရာအနောက်ဘက်မှာလည်းဆက်ယူဆန်သူအိမ်နဲ့အသုံးပြုခဲ့ကြပါတယ်။ယနေ့တော့ဝင်ခွင့်မရှိတဲ့ Goset Islam လို့ခေါ်ကြပါတယ်။နံပါတ်2ကတော့ Edinburgh College ဒီ Edinburgh College ဟာ Scotland နိုင်ငံမှာရှိပြီးတော့ဆေးဟောင်းတော်ဝင်ကောင်းကင်အနောက်ဘက်တောင်ပေါ်မှာတည်ရှိပါတယ်။တစ်ချိန်ကအင်္ဂလန်စကော့တလန်စစ်ပွဲများအတွင်းသေချင်းနှင့်အကျဉ်းသားများစွာစီခဲ့သောနေရာနစိမ်းများကိုလည်းခဏခဏတွေ့တယ်လို့ဒေသခံတွေကပြောကြပါတယ်နံပါတ်1အနေနဲ့ကတော့ The Morley Plantation ဒီနေရာဟာအဝီမှာရှိတဲ့စံအိမ်ကြီးပါဗိုလ်ချုပ် David Flatford က1986မှာတည်ဆောက်ခဲ့ပြီးတော့အဲ့ဒီနေရာမှာလူသားမှု10ခုထက်မနည်းဖြည့်ခဲ့ရတဲ့အတွက်တချို့တွေကပြောကြပါတယ်အဲ့ဒီနေရာကိုတက်စစ်အများပြားစီပြီးတော့အကြော်ကြားဆုံးကတော့ကလိုလို့ခေါ်တဲ့ဂျုံမတယောက်နဲ့ပတ်သက်တာပဲဖြစ်ပါတယ်သူမမတည်ခင်စကားခုံးနားထောင်ခဲ့လို့နှစ်ရွက်ကိုခုတ်ဖြတ်ထားဖြတ်ခဲ့တာဖြစ်ပါတယ်သူမကလက်စားချေတဲ့အနေနဲ့မွေးနေ့ကိတ်ထဲမှာအစိတ်ခပြီးတော့သူမရဲ့သခင်သမီးနှစ်ယောက်ကိုလည်းတားခဲ့ပါတယ်ပြောပြချက်အရသူမကိုတခြားကြုံတွေကဆွဲချိုးချတာကိုခံခဲ့ရပြီးတော့သူမရဲ့နှစ်ရွက်ကိုလည်းအခေါင်းထဲမှာလိုးဝဲပြီးတင်ထားခဲ့ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာလိုက်အန်ဆာလေးလုပ်ပေးခဲ့ပါဦးဗျာမိတ်ဆွေတို့နောက်ထပ်ဘာတွေများဆက်ချစ်ချင်တာစိလဲစိတ်ရင်ကျွန်တော်ရဲ့ comment မှာမန်ခဲဖို့ဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ